တတိယကဘာစစ်ဖြစ်လာနိုင်လားလူတွေမသိသေးတဲ့အမှန်တရားမင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကဘာကြီးထဲမှာစစ်ပွဲတွေတစ်ခုပြီးတစ်ခုဖြစ်နေပါတယ်တစ်ဖက်မှာရုရှားနဲ့ယူကရိန်းစစ်ပွဲတစ်ဖက်မှာအစ္စရေးနဲ့ဟာမတ်စ်ပြဿနာနောက်တစ်ဖက်မှာ United States နဲ့အီရန်တင်းမာမှုတွေဒီလိုအခြေအနေတွေကြောင့်လူအများကမေးနေကြတဲ့မေးခွန်းတစ်ခုရှိပါတယ်တတိယကဘာစစ်ဖြစ်လာနိုင်လားဒီနေ့ဗီဒီယိုမှာတော့ကဘာစစ်ဆိုတာဘာလဲဘာကြောင့်ဖြစ်နိုင်တယ်လဲတကယ်ဖြစ်နိုင်မလားဆိုတာကိုအလွယ်တကူနားလည်အောင်ပြောပြပေးသွားပါမယ်ပထမဆုံးကဘာစစ်ဆိုတာဘာလဲဆိုတာသိရပါမယ်ကဘာစစ်ဆိုတာနိုင်ငံကြီးတွေအများကြီးပါဝင်တဲ့ကြီးမားတဲ့စစ်ပွဲကိုပြောတာပါဥပမာ1914ခုနှစ်မှာဖြစ်ခဲ့တဲ့ World War 1ပြီးတော့1939ခုနှစ်မှာဖြစ်ခဲ့တဲ့ World War 2ဒီစစ်ပွဲတွေကြောင့်လူသန်းပေါင်းများစွာတေဆုံးခဲ့ပါတယ်လက်ရှိကမ္ဘာအခြေအနေကိုကြည့်ရင်နိုင်ငံကြီးတွေကြားမှာတင်းမာမှုတွေတော်တော်များနေပါတယ်ဥပမာရုရှားနဲ့ယူကရိန်းစစ်ပွဲဒီစစ်ပွဲကို NATO နဲ့အနောက်နိုင်ငံတွေကလည်းအာရုံစိုက်နေကြပါတယ်နောက်တစ်ခုကအရှေ့အလယ်ပိုင်းဒေသမှာ Israel နဲ့ Hamas စစ်ပွဲတွေထင်နေပါတယ်ဒီလိုပြဿနာတွေကြောင့်ကမ္ဘာကြီးတစ်ခုလုံးစိုးရိမ်နေကြပါတယ်ကမ္ဘာစစ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေကနံပါတ်1နိုင်ငံကြီးတွေအင်အားပြိုင်မှုနံပါတ်2စီးရေးမဟာမိတ်တွေနံပါတ်3နျူကလ িয়ার လက်နက်တွေဥပမာ United States, China, Russia ဒီနိုင်ငံတွေကကမ္ဘာအင်အားကြီးနိုင်ငံတွေဖြစ်ပါတယ်ဒီနိုင်ငံတွေကြားမှာပြဿနာကြီးကြီးဖြစ်လာရင်ကမ္ဘာစစ်ဖြစ်လိုက်ပါတယ်တကယ်ဖြစ်နိုင်မလားဒါပေမဲ့ပညာရှင်အများစုကတတိယကမ္ဘာစစ်ဖြစ်ဖို့အလွယ်တကူမဖြစ်နိုင်ဘူးလို့ပြောကြပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံကြီးတွေမှာနျူကလ িয়ার လက်နက်တွေရှိပါတယ်တကယ်စစ်ကြီးဖြစ်သွားရင်ကမ္ဘာကြီးကိုယ်တိုင်ပျက်စီးနိုင်ပါတယ်ဒါကြောင့်နိုင်ငံတွေကစစ်ကြီးကိုရှောင်ရှားဖို့ကြိုးစားနေကြပါတယ်အချင်းချုပ်ပြောရရင်လက်ရှိကမ္ဘာအခြေအနေကတင်းမာမှုတွေရှိပေမဲ့တတိယကမ္ဘာစစ်ဖြစ်ဖို့ကအခုအချိန်မှမတေချာသေးပါဘူးဒါပေမဲ့နိုင်ငံကြီးတွေကြားမှာပြဿနာတွေဆက်ဖြစ်နေမယ်ဆိုရင်အနာဂတ်မှာအန္တရာယ်ရှိနိုင်ပါတယ်မိတ်ဆွေတို့ရဲ့အမြင်ကတော့ဘလို့ထင်ပါသလဲတတိယကမ္ဘာစစ်ဖြစ်လာနိုင်မယ်လို့ထင်ပါသလား comment မှာရေးခဲ့ပြီးပါဗီဒီယိုကိုကြိုက်နေတဲ့ရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့ကျေးဇူးတင်ပါတယ်